ဒီမှာက speed sensor ဟောအမြန်နှုန်းဘိန်းလေတဲ့ဟာအဲ့ဒါတခုကျွန်တော်စမ်းမယ်ဒီမှာ front left ဒီအရှိဘယ်ဘက်ကဟာနဲ့ speed နဲ့အရှိညာဘက်ကဟာ front right အဲ့ဟာဒီမှာကျွန်တော်အခုဒီကီလိုဒီဟာကီလိုမီတာ per hour အဲ့ဒါနဲ့ဒါမဲ့ဟိုအလုပ်လုပ်တယ်မလုပ်ဘူးအဲ့ဒါကိုစစ်ဖို့အတွက်ပဲအခုကျွန်တော်စမ်းမယ်ဟုတ်ပြီကောင်းတယ်သူအလုပ်လုပ်တယ်အခုကျွန်တော်ဒီမှာအခုအနောက်ဘင်းအနောက်ဘက်ကဟာကျွန်တော်စစ်မယ်ဘင်းအနောက်ဘက်က rear ဒီမှာကောင်းမတယ် rear wheel and now rear right speed အဲ့ဒါကျွန်တော်အခုတိုင်းမဲ့ဒီမှာဟဲ့ကိုကျွန်တော်တို့ကနောက်ဆုတ်မယ်ဒီမှာနေရာမရှိလားကိုကနောက်ဘင်းကဘယ်ဘက်နဲ့ညာဘက်ကဟာသူ speed sensor ကအလုံးလုံးမလုပ်ဘူးကျွန်တော်အဲ့ဒါတိုင်းမယ်ကြည့်မယ်speed sensor က၄ခုစလုံးကအလုပ်ကောင်းတယ်ဒီထဲမှာနောက်အခုကျွန်တော်ဒီမှာနောက်ဆုံးမနေရရှိသေးတယ်sensor က space sensor ကအလုပ်ကောင်းလေးလုပ်တယ်အခုဒီမှာကျွန်တော်ဒီဟာလေးပြန်ဖြတ်တော့မှဒီဟာအရင်ကောင်းတယ်ဒီမှာ ABS relay ဒီဟာတစ်ခုနဲ့ဒီအနောက်ဘက်ကဟာဒီဟာတော့ကျွန်တော် screen ကတီးလို့ screen တီးတယ်ဆိုတော့ဒီကြည့်ပြီးသားတွေပြန်ဖြတ်လိုက်မယ်မှန်မြင်ကွင်းကတီးတယ်ဆိုတော့ကြည့်ပြီးသားတွေဖြတ်လိုက်မယ်ဒီမှာ sensor တွေကအကုန်လုံးအလုပ်ကောင်းတယ် your rate ဒီမှာနောက်ဆုံးဒေါ်လာကြည့်ပြီး wheel vehicle speed အဲ့ဒါလည်းကြည့်ပြီးအခုဒီမှာ track off ဒီဟာဒီကားကအရင်တစ်ခါသူတို့reg and pinion ဒီအရှိဘက်ကဟိုဘယ်ဘက်ညာဘက်လှည့်ဘူးအဲ့ဒီဟာအလေကအဲ့ဒီ reg and pinion အဲ့ဒါလဲထားတော့အဲ့ဒီဟာကိုသူဟို angle သူရ right angle ဒီ steering မှန်ဘူးပေါ့အဲ့လိုမျိုးပေါ့အဲ့ဒီဟာကိုသူတို့လုပ်ထားတဲ့ဟာအဲ့ဒါကvehicle stability control အဲ့ဒါ net track of အဲ့ဒါnow SW ကဘာလဲမိသွားတယ် your rate open အဲ့ဒါဟာကျွန်တော်ကြည့်မယ် your rate လို့ပြောတဲ့ဟာကတော့ဒီreg and pinion ငိမ့်တယ်မငိမ့်ဘူးအဲ့ဒီဟာကိုသူ့ sensor တစ်ခုရှိသေးတယ်သူ sensor ကဒီဒီမှာထိုင်ကုန်passenger seat ဒီကတစ်ဖက်ကညာဘက်ကဒီဘက်ကမောင်းတဲ့လူကဘယ်ဘက်မှာထိုင်နေဆိုတော့ညာဘက်ကလူထိုင်တဲ့အောက်မှာရှိတယ်လို့ပြောထားတဲ့ကြည့်ပြီးဒီဟာတော့ကျွန်တော်အိမ်ရောက်မှပြန်ကြည့်မယ်အဲ့ဒီဟာတော့ကျွန်တော်အခုစစ်မယ်အဲ့ဒီဟာရဲ့ sensor နဲ့ခုနABS ကခုနဒီဘာလဲbrain နဲ့ပတ်သက်တဲ့ဟာတွေရောနောက် speed နဲ့ပတ်သက်တဲ့ဟာတွေရောအဲ့ဒါကိုထိန်တဲ့သူဟိုဟာလေးရှိသေးတယ်သူဆက်ပစ္စည်းအတုံးလေးရှိသေးတယ်အဲ့ဒီဟာကပြန်စစ်စေးအောင်မယ်အဲ့ဒီဟာရဲ့ relay သူထိန်တဲ့မီးခလုတ်ပုံစံမျိုးပါအဲ့လိုမျိုးတစ်စင်သူ relay fuse ပုံစံမျိုး fuse ကတီးတယ် relay ကတော့ကြီးတယ်ဆိုတော့နည်းနည်းကြီးတယ်သူက relay လဲသူကခလုတ်နှစ်ခုလိုပဲခလုတ်နှစ်ခုနည်းနည်းအားပူကြီးတဲ့ဟာကိုနှစ်စင်ထိန်တဲ့ပုံစံမျိုးပါခလုတ်နှစ်ခါဖွင့်တဲ့ပုံစံမျိုးပါအဲ့ဒီလိုသဘောပဲ relay ကအဲ့ဒီကကျွန်တော်အခုအစစ်မဲ့ဒီမှာဒီဟာရွေးထားတယ်
ပြီးထားတယ်ဒီမှာ now okay ပြန်လုပ်တော့မယ်ဒီမှာစက်ချုံရှာနေတယ်နော်အခုကျွန်တော်ဒီမှာ your rate ဒီဟာခုနဒီ steering ဒီ steering our steering regan pin နဲ့ထိန်တဲ့အဲ့ဒီ sensor တစ်ခုပေါ့သူကငိမ့်လည်းမငိမ့်ဘူးအဲ့ဒါဟာဟိုအာယုံခံပေးတဲ့ sensor အဲ့ဒီဟာကိုကျွန်တော်သူကလှုပ်လို့မလှုပ်ဘူးအဲ့ဒါကျွန်တော်အခုစစ်ကြည့်မယ်ဟုတ်ပြီဒီမှာနေရာမရှိလို့နေရာချင်းဒီဟာခုနက regan pin နဲ့ထိန်တဲ့ sensor ပဲသူငိမ့်လည်းမငိမ့်ဘူးအဲ့ဒါထိန်တဲ့ဟာပဲအခုဒီမှာတကယ်လို့သူအလှုပ်လို့မလှုပ်ဘူးအဲ့လိုမျိုးကျွန်တော်ဒီမှာကာရှိတူမယ်ဟုတ်ပြီ0ပဲပြတယ်သူအလုံးမလုံးဘူးဟုတ်ပြီဒီဟာတော့ဒီ passenger seat အောက်ကအဲ့ဒီဟာပဲကြည့်ဖို့များသွားတယ်သူ wheel speed being sensor လေပတ်တဲ့ဟာ being လေပတ်တဲ့ဟာဆက်တိုင်းအဲ့ဒီ sensor ပေါ့အဲ့ဒါတွေလေးခုစလုံးကအလုပ်ကောင်းတယ်အခုဒီဟာဖြစ်ဖို့များသွားတယ်နော်ဒီဟာ vehicle stability control track of ဒီဟာတော့ကားငိမ်အောင်ပါအဲ့ဒီဟာကဒီဟာက off တယ်ဒီမှာ off ထားလဲကျွန်တော်ပြန်ကြည့်မယ်နော် ABS motor relay အဲ့ဒါလဲကျွန်တော်ကြည့်မယ်ဒီအကုန်လုံးကတခါဟို Google ကနေတော့တခါပြန်ကြည့်တယ်တခါ Bing အဲ့ဒီဟို search engine အဲ့ဒီထဲမှာလည်းပြန်ရှာတယ်အခုဒီဟာတွေကတော့ကြည့်ပြီးသွားပြီ Bing လေးခုစလုံးက sensor ကောင်းတယ်ဒီနောက်regan pin အဲ့ဒီဟာကိုထိန်းတဲ့အငိမ့်လည်းမငိမ့်ဘူးထိန်းတဲ့ဟာအဲ့ sensor တစ်ခုပဲဖြစ်ဖို့များသွားတယ်နောက်brake နဲ့ဟို speed တွေထိန်းတဲ့အဲ့ဒီပစ္စည်းလေးသူ့ရဲ့ relay အဲ့ဒါလည်းကြည့်မယ်ဟုတ်ပြီပြီးသွားပြီတော့ပိတ်တော့မယ်